ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်အမေဆုံးကနေဝယ်လိုက်တဲ့ S23 base model Rafa base သူကလိုတာတွေပြန်ဖြည့်ဆွဲပြီးပြင်ထားတာဖြစ်ဖို့များတယ်အမေဆုံးကနေဝယ်တဲ့ S23 ကိုပြောပြမှာဖြစ်ပါတယ် first impression ရဲ့ unboxing လေးလုပ်ပေးမှာဖြစ်ပါတယ်နောက်ကျောလေးမှာ Samsung ဆိုတဲ့စာအောက်ဘက်မှာပါပြီးတော့ကြောပြင်တဲ့တဲ့မှာ Docomo ဆိုတဲ့စာလေးထပ်ရေးထားတာပါတယ်ဗျာ Docomo နဲ့ collaborate လုပ်ပြီးတော့ဒီကောင်နဲ့ Docomo SIM card တွေပါတယ်ကိုထက်သုံးပြအောင်ကျွန်တော်တို့ဒီကောင်ကို blog ရိုက်ဖို့အတွက်ဝယ်တာဖြစ်ပါတယ် blog ရိုက်ဖို့အတွက်လုံလောက်တယ်တခြားဘာမှတူတူတအားကြီးအပြည့်ဆိုကြမရှိဘူးဗျာဂျပန်ရန်4000ခွဲဆိုတော့မြန်မာငွေနဲ့အခုက12သိန်းနဲ့15သိန်းကြားလောက်ရှိမယ်ဗျဘာတွေပါမလဲဆိုတော့တစ်ချက်ကြည့်ကြည့်လိုက်အောင်S23 refurbished မှာထားတာဖြစ်ပါတယ် This is 23256ရှင်းပင်းတော့မဟုတ်ဘူးလေကျွန်တော်က case ပါမယ် holder ပေါ့ temper glass ဒီတစ်ခုလေးကို4000ခွဲတုံးဆိုရင်9000တော့မပြည့်ဘူးလေ好没？啊，这种这些 tripod 型 tripod 型报价$1/4 inch 啊，多小？大几？perfect。Okay。စင်ကြည့်တာလည်းပါတယ်ဒီကတော့ Rafa base တော်တော်ကောင်းတယ်လို့ထင်ကျွန်တော်ဝယ်တာ Excel လောက်ကိုလေးတော့ပါတယ်ဒုက္ကမိုဆိုတဲ့ logo လေးတော့ပါချီရပုံကနည်းနည်းလေးတော့ပဲရှိRafa base နဲ့ second hand နဲ့ကွာပုံနည်းနည်းသွားရှာမှာဖြစ်ပါတယ် Rafa base ကကြတော့သူ့ကိုတရားရောက်ကသုံးပြုခဲ့တယ်သူ့ကိုနောက်တစ်ကြိမ်ပြန်မရောင်းခင်မှာတေချာစစ်ဆေးပြီးတော့လိုအပ်တာတွေရှိရင်သူ့ကိုပြန်ပြီးတော့ replace လုပ်တာတွေလုပ်ပြီးတော့မှအဲ့လိုမျိုး replace လုပ်တဲ့ company ရောင်းမဲ့ company ကနေပြီးတော့မှအာမခံချက်ပြန်ပေးပြီးတော့ရောင်းတာ second hand ကြတော့ကိုအခုကဖုန်းတစ်လုံးဝယ်လိုက်တယ်သုံးတယ်ပြီးတော့ရောင်းကျင်တခြားလူတယောက်ကိုရောင်းလိုက်တယ်သူ့ကိုတော့ check တွေပါတယ်ဘာမှမလုပ်ဘူး randy တွေပါတယ်လည်းမပေးဘူးအဲ့ဒါလောက် check မလုပ်ဘဲနဲ့တခြားတယောက်ရောင်းလိုက်တာဖြစ်ပါတယ်ဒီကောင်အကုန်ရတာကွာတစ်ပေါ့ဒါဒုက္ကမိုဒုက္ကမိုဘာရှင်းဖြစ်ယောကိုဆိုနီဟွန်ကိုအင်္ဂလိပ်ဆိုပြီးမယ် okay start next NFC ဆိုတဲ့ဟာပါတင်လိုက်တယ် connecting လို့ပေါ်တယ် Wi-Fi logo လေးပေါ်နေတယ် shutter speed zoom ကဒီကဘယ်နဲ့ဆိုင်ရဆိုတော့ဒါလောက်12သိန်း15သိန်းဝင်ခွာပြီးကလိုက်တော့အလေကွာဖိခဲ့ကျွန်တော်ကဖိချလိုက်โอเคလေထွက်ပါဆိုတော့ဒီကောက်နည်းနည်းလေးဟပေးလိုက် Yeah.
ကျွန်တော်မြန်မာပြည်မှာကပ်ဖို့လို့ဖုံးဆက်မှာကျွန်တော်ငွေချင်းဖုံးဆက်မှာနည်းနည်းသွားလို့ဖို့လို့နည်းနည်းတိတယ်ဒီစာဖိုင်တော့ကျွန်တော်လည်းကုန်လာမလဲဒီကောကာဘာတာမယ် Fit S23 Skip flagship ဖုန်းရဲ့ဒါဘယ်လိုလဲဟိုခံစားချက်မျိုးရပါဒီကောင်ကဲဒီကောင် outdoors use တော့မလုပ်ရသေးဘူးဒါ indoor setup လေးဖြစ်နေပါပဲပုံနဲ့ဆက်ရခိုင်တော့ကြံနေတယ်ဒီကောင် battery capacity ရတယ်ရှိမှလည်းသုံးခဲ့တာရှိတာ哦ဒီစုံရေးထားတာစုံတယ်ဒီ website ကျွန်တော်ဖတ်ပြအောင်ဆို S23 base model release လောက်တာက2023 February မှာဆိုတော့အခုက2023 24 25 26 February ဆိုရင်ပဲ3နှစ်ပြည့်သွား3နှစ်ကျော်သွားပြီပေါ့ကျွန်တော်အခုရနေတာကဂျွန်လတည်းသူရအလေးချိန်169 gram ပဲရှိတယ်အထူက 7.6 mm thickness ရှိမယ် Android set တို့ support ပေးတယ်4 major upgrades လို့ပြောတာ4 major upgrades ပေးမယ်ရွေးချယ်စရာ125 256ရယ်5128ကျွန်တော်ဝယ်တာက256 6.1 inch ရှိမယ်ဒါ compact design မြဒီမှာ RAM က 8GB Snapdragon 8 Gen 2ရယ် battery ကတော့3900 mAh ပဲမဲ့လို့ refurbish ဆိုတော့သူပြောထားတာ3900တော့မရှိတော့ဒီကောင်80 battery ရဲ့ကျန်းမာရေး80ရာခိုင်နှုန်းနဲ့အထက်လို့တော့ပြောထားတယ်ပြီးတော့သူက wires နဲ့သွင်းရင်25 watt အထိ support ပေးတယ် wireless ဆိုလို့ရှိရင်15 watt အထိ support ပေးမယ် nano sim ရမယ် nano sim ရမယ် eSIM လည်းရမယ် SD ကထည့်လို့မရဘူး SIM က2ခုပဲရမယ် IP68 dust and water resistant ရမယ် Android set 3ပေါ်မှာလောက်ထားတာ4 major upgrade ရမယ် One UI 8.5 ရမယ် Snapdragon 8 Gen 2 4 nanometer memory ကတော့ထည့်လို့မရဘူးဒီမှာပြထားတယ် main camera 50 megapixel telephoto က10 megapixel ultra wide က12 megapixel 8K ကို30 fps အထိ support ပေးတယ် 4K ကနှစ်ခုရွေးချယ်စရာရှိမဲ့30 fps 60 fps Full HD 1080p ကတော့ဒီမှာအများကြီးရွေးချယ်စရာရှိတယ်120 fps ထိရမယ်နှစ်ကြပေါက်တော့မပါဘူးကျိုးနဲ့ထိုးမယ်ဆိုလို့ရှိရင်25 watt အထိ support ပေးတယ်ဒါတော့သူရေးထားတာပါ30မိနစ်50ပြည့်တယ်ဒါတော့မပြောတော့ပြည့်ရင်လည်းပြည့်ပါပဲဒါလက်တွေ့မှာတော့နည်းနည်းကွာမယ် reverse charging လည်းရမယ်သူကနေတခြားဖုန်းကိုပြန်သွင်းလို့လည်းရမယ်ပြင် video recording ကို 1080p နဲ့60 fps နဲ့ရိုက်ကြည့်တာကျွန်တော်တနာရီကိုဒီကောင်35ရာခိုင်နှုန်းလောက်စားတယ် Samsung feature တော့တိတ်ပြီးအပြည့်ပြောတာမရှိဘူး video portrait နဲ့ရိုက်တဲ့ feature ထပ်ပါမယ်ဒါတခြားဟာ promote ကကိုယ့်ဘာနဲ့ကို manually ချိန်ပြီးတော့လောက်ရတာဒါကတော့ဖုန်းတိုင်းလို့ပါတယ်အားတော့တိတ်မခံတဲ့အထက်မှာပါလို့ခံစားရတယ်ကျွန်တော်ဒါ Redmi Note 12 budget ဖုန်းပေါ့ဗျာကျွန်တော်ဝယ်တော့မြန်မာပြောဝယ်ခဲ့တာ4သိန်းခွဲလောက်ရှိတယ်ဒီကောင်တဲ့ဆိုင်တောင်းမအားမခံဘူးဒီကောင်က9000 mAh ပါတယ်ဒီကောင်က original ဆိုလို့ရှိရင်3900 mAh ပါမယ် second hand ဖြစ်သွားပြီဆိုတော့ဒီကောင်က3900တော့မပါတော့ဒီကောင်ရော့သွားပြီဗျာဘယ်လောက်ရှိလဲတော့အတိအကျကျွန်တော်မသိဘူးဒီကောင်တော့မခံလာတော့ကျင်းနေတယ်ကာဘာလည်းဝယ်တယ်မကွက် temper glass လည်းဝယ်တယ်အဲ့တော့ကျွန်တော်ဘယ်လောက်ကြာတော့လဲဆိုတော့9000တော့မပြည့်ဘူးဗျဝယ်သိတဲ့အထဲမှာတော့ပါတယ်ဒီကောင် second hand သုံးကျင်တယ်ဆိုလို့ရှိရင်နည်းနည်းအခန္ဓာလိုချင်တယ်ဆိုလို့ရှိရင် plus model ကိုတွားရွေးတာတော့ကြိုက်မယ်ထင်တယ်ဗျနည်းနည်းတော့အကောင်တော့ကြီးသွားမယ်ဒီကောင်တော့ရှိလောက်မယ်ဒီကောင်က base model S23 ဆိုတော့နည်းနည်းသေးတယ်ဒီကောင်နဲ့သေးတယ်ကဲခင်ဗျားတို့ရော S23 ကို
ဝယ်သင့်သေးတယ်လို့ထင်လားဒါမှမဟုတ်တခြား model တွေကိုရွေးသင့်လားဒါမှမဟုတ်တခြား alternative brand တွေနဲ့သွားရွေးသင့်လားဒီဈေးမတန်းမှာဆိုလို့ရှိရင်ကျွန်တော်ကတော့အဆင်ပြေလောက်တယ်လို့ထင်တယ်ဗျာ